မဲ့မနေနိုင်အောင်မင်းလုံးခဲ့တယ်မချစ်ပဲမနေနိုင်အောင်မင်းရဲ့ပြုံးရဲ့နှလုံးသားတန်ရာတွေမင်းမပေးပဲနဲ့ရရှိခဲ့တာဘာကြောင့်လဲချစ်ခဲ့တာတွေကိုမများလာခွေဝင်ပြောဖို့ဆိုတာဘလို့